အားလုံးမြင်လာပါကျွန်တော်ဒီနေ့ကြတော့အပြစ်စကားပြောချင်ပါတယ်ကျွန်တော်မဆာပေါ့ကျွန်တော်တို့လူကြီးတွေလေဘုရားကိုရှာကြည့်ပါဘုရားကိုတောင်းကြည့်ပါစကားခောက်ကြည့်ပါချားစာထဲတော်မှာပါတယ်ရှင်မတဲ့အခန်းကြီးခုနှစ်အညီခုနှစ်တောင်းကြလို့တောင်းလေရမယ်ရှာကြလို့ရှာလေတွေ့မယ်စကားကိုခောက်ကြလို့ဖွင့်လေမယ်ကျွန်တော်တို့လူကြီးဆိုပူတော်မှဘုရားကိုရှာတဲ့သူဖြစ်ရဘာဖြစ်လို့ဘုရားကိုရှာပြီးတော့ဘုရားနှုတ်ကပတ်တော့ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာဝေပြီးကျွန်တော်တို့ပေမှာပဲရော့ကျွန်တော်တို့ကကောင်းတာမကောင်းတာဒီနှုတ်ကပတ်တော်နဲ့ခွဲခြားလို့ရတယ်အကြောကျွန်တော်တို့လူကြီးတွေဆိုဘုရားကိုအကျွမ်းနဲ့ဘုရားကိုရှာကြည့်တောင်းကြည့်ပါဒီကိုယ်တိုင်အကျွမ်းနဲ့ပါပြီးတောင်းကြည့်ရင်ကြည်ရမယ်ဆိုကျွန်တော်ပြောရည်တယ်ရှာကြည့်ပါဘုရားကိုရှာလိတွေ့မယ်ဘုတကားခောက်ကြည့်ပါဘုထုပေးတယ်ဘုရားခပ်အမမရှိဘူးအကျွမ်းနဲ့ပါပြီးကိုထုတ်ကြည့်ပါတို့ထုတ်ပေးနိုင်တယ်တော့ကျွန်တော်တို့လူကြီးတွေဘုရားကိုရှာကြပါတောင်းကြပါခောက်ကြပါလို့အပိစကကျွန်တော်ပြောချင်ပါတယ်အားလုံးကျေးဇူးတင်တယ်အားလုံးပြည့်စုံတဲ့တာရဲ့ကောင်းချီးပေးပါစေ